Hello all အားလုံးပဲမင်္ဂလာပါရှင် E ရဲ့ channel လေးကကြိုဆိုပါရစေ E Cosmo က coach E ပါရှင်ဆိုတော့ကျွန်မမနေ့ကတော့လာမယ့်2026အတွက်ပေါ့နော်111 energy မှာ2026အတွက်ကျွန်မကဒီ Oracle ကလေးတွေလည်းကျွန်မဆွဲပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်မအခုပေါ့နော်ထပ်ပြီးတော့ idea လေးတစ်ခုရတယ် message လေးတစ်ခုရတယ်အဲ့ဒါကြောင့်မလို့ကျွန်မထပ်ပြီးတော့ကျွန်မရဲ့ဒီ111 energy ကို live လုပ်တဲ့သူလေးတွေအတွက်ပေါ့နော်ကျွန်မအောင်မြင်စေခြင်းတဲ့အခါကျတော့ထပ်ပြီးတော့ကျွန်မလက်ဆောင်လာပေးရပဲဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်တိပြီးတဲ့လူတွေလည်းတိပြီးသားဖြစ်မှာပါဒါပေမဲ့ကျွန်မကတော့မတိသေးတဲ့သူလေးတွေအတွက်ကျွန်မကထပ်ပြီးတော့လက်ဆောင်လာပေးရပါအဲ့ဒါဘာလဲဆိုတော့ personal year circle ဆိုလို့တည်တဲ့ဒီ numerological အရာကဏ္ဍဗေဒအရာပေါ့နော် personal year circle လို့ခေါ်တဲ့ကိုယ်ပိုင်နှစ်တွေအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ပေါ့နော်ဒီ personal year circle ဆိုတာကကဏ္ဍဗေဒအရာပေါ့နော်ဒါလူတဦးစီဟာ6နှစ်တာစက်ဝန်းတစ်ခုမှာပေါ့နော်အဲ့ personal year cycle ကဖြတ်တန်းရတယ်ပေါ့နော်ဒီစက်ဝန်းရဲ့နှစ်တစ်နှစ်စီမှာမတူညီတဲ့ energy တွေနဲ့မတူညီတဲ့အဓိပ္ပာယ်တွေရှိပါတယ် personal year ဆိုတာကတော့ဒီစက်ဝန်းရဲ့နှစ်တစ်နှစ်တာအတွင်းမှာကိုကြုံတွေ့ရမယ့်အဓိကအကြောင်းအရာတွေစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေကိုဖော်ပြပေးရပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ personal year circle ကိုကျမတို့ personal year ကိုကိုယ့်ရဲ့ personal year ကိုဘယ်လိုတွက်ချက်မလဲကိုယ့်ရဲ့ personal ကဒီရကပေါ့နော်ဘယ်နံပါတ်ဖြစ်မလဲဆိုတာတွက်ချက်နည်းလေးကိုကျွန်မလာပြီးပြပြပေးရမယ်ဖြစ်ပါတယ်အဲ့တော့ personal year number လာမယ့်2026အတွက်ကျွန်မတို့က plan ချထားတယ်ရည်ရွယ်ချက်တွေလည်းပြုလုပ်ထားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီနှစ်ကကိုယ့်အတွက်ဘယ်လိုနှစ်မျိုးဖြစ်မလဲဆိုတာကိုသိချင်ကြမယ်လို့ထင်ပါတယ်သိပြီးသားသူတွေကတော့ကြော်သားပါနော်ကျွန်မမသိသေးတဲ့သူတွေအတွက်လာပြီးတော့ sharing လုပ်ပေးတာပါအဲ့ဒါခါကျတော့ personal year ကိုဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ birthday ရယ် batman ရယ်ကိုလိုချင်တဲ့ year ရယ်ပေါ့နော်ပေါင်းလိုက်တာကဏ္ဍတစ်လုံးနဲ့ရတဲ့အထိပေါင်းအောင်မှာဖြစ်ပါတယ်ဒီမှာကျွန်မဥပမာလေးနဲ့ပြပြပေးထားပါတယ်အဲ့တော့ပေါ့နော်ဒီမှာ2025ရက်နေ့ပေါ့နော်ဒီ25ရက်နေ့2026အတွက်ကျွန်မတို့တွက်ကြည့်မယ်အဲ့တော့မွေးနေ့ဗတ်ဒိတ်ပိုင်ရှင်က25ရက်6လမွေးတဲ့သူကိုကျွန်မ sample အနေနဲ့တွက်ပြပေးထားတယ်ဥပမာအနေနဲ့တွက်ပြပေးထားတယ်အဲ့တော့25ရက်နေ့မွေးတဲ့ဗတ်ဒိတ်ပိုင်ရှင်6လမွေးတဲ့6လပိုင်းမှာမွေးတဲ့ဗတ်ဒိတ်ပိုင်ရှင်ပြီးလို့ရှိရင်သူ့အတွက်ကကြတော့2026အတွက်လာမယ့်2026ဟာသူ့အတွက်ဘယ်လိုနှစ်မျိုးဖြစ်မလဲဆိုတာကိုကျွန်မတို့တွက်ကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီ25ကိုလည်းတစ်လုံးနဲ့ဖြစ်အောင်လို့ကျွန်မတို့ပေါင်းလိုက်မယ်နောက်တစ်ခါဒီမှာ6လဆိုတော့9ပဲပေါ့နော်အဲ့တော့ဒီ2026ကိုလည်းကျွန်မတို့တစ်လုံးစီကဏ္ဍတစ်လုံးစီပေါင်းလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်2026ဒီလာမယ့်2026နှစ်ဒီ10ပြည့်ခုနှစ်ရတဲ့နှစ်ဖြစ်ပါတယ်2026ကအဲ့တော့ကျမတို့ကဒီမှာ2026အတွက်က10ရမယ်6လပိုင်းဆိုတဲ့အတွက်9ပဲဒီ25ရက်နေ့ကိုပြန်ပေါင်းလိုက်တဲ့အခါမှာ9ရမယ်အဲ့ဒါဆိုလို့ရှိရင်စုစုပေါင်းပေါင်းခြင်းဒီ26ဖြစ်မယ်အဲ့ဒါဆိုလို့ရှိရင်2နဲ့6နဲ့ကိုပြန်ပေါင်းလိုက်လို့ရှိလို့ရှိရင်ရှစ်ကဏ္ဍကြပါတယ်အဲ့တော့ရှစ်ကဏ္ဍရတယ်ရှစ်ကဏ္ဍဆိုတော့သူ့ရဲ့ personal year ဟာသူ့ရဲ့ personal year 2026ဟာ26ကပေါ့နော်နံပါတ်8ကဏ္ဍမှာအဲ့တော့ तू ကနံပါတ်8ကဏ္ဍကြားတယ်ဗတ်ဒိတ်ပိုင်ရှင်ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနံပါတ်8ကဏ္ဍကဘာကိုပြောချင်တာလဲ तू ကဒီနှစ်မှာဘာတွေကိုတွေ့ကြုံရနိုင်လဲ तू ဘလို့တွေဒီနှစ်ကိုဖြတ်တန်းရနိုင်လဲဆိုတဲ့ဟာကိုကျွန်မက sharing လုပ်ပေးပါမယ်ဒီနံပါတ်8အတွက်ပေါ့နော်ဒီနံပါတ်8ရတဲ့8ကဏ္ဍသမားတွေအတွက်ဆိုလို့ရှိရင်ရှေ့ကဏ္ဍသမားတွေအတွက်ဆိုလို့ရှိရင်ဒီနှစ်ကငွေကြေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိနိုင်တဲ့နှစ်ပဲဖြစ်ပါတယ်ဆိုတော့ဒီနံပါတ်8ကဘာကိုဦးစားပေးလဲဆိုတော့ဒီနံပါတ်အဲ့ကဏ္ဍဟာငွေကြေးအောင်မြင်မှုနဲ့အာဏာပဲဖြစ်ပါတယ်သူကဒါတွေကိုကိုစားပြုတယ်ကိုစားပြုတဲ့ကဏ္ဍဖြစ်ပါတယ်အဲ့တော့သူကနံပါတ်8ရတဲ့အတွက်ဒီနှစ်ဟာငွေကြေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိနိုင်တဲ့နှစ်ဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းအတွက်လည်းအကောင်းဆုံးအချိန်ဖြစ်ပါတယ်စူးစမ်းအားထုတ်ခဲ့သမျှစူးစမ်းအားထုတ်နေသမျှစူးစမ်းအားထုတ်မှုတွေအားလုံးရဲ့ရလဒ်ကောင်းတွေကိုမြင်တွေ့ရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။အဲ့တော့စီးပွားရေးလည်းတက်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ကျမကဒါက personal year တွက်နေလေးပါ။လူချင်းမင်းတို့အနေနဲ့ကိုယ့်ရဲ့ personal year ကိုကိုယ့်ဘာသာကိုတွက်ကြည့်လိုက်ပါ။တွက်ကြည့်ပြီးတကယ်လို့သိကျင်တဲ့ကျန်တဲ့နံပါတ်တွေကြားတယ်ပေါ့နော်။ကိုကဘလို့နှစ်မျိုးဖြစ်မလဲဆိုတာကိုသိကျင်နေဆိုလို့ရှိရင်ကျမကိုအောက်မှာမှန်ထားခဲ့ပြီးလို့ရပါတယ်။တကယ်လို့မှန်မှာမမှန်ချင်ဘူးဆိုလို့ရှိရင်လည်းကျမကိုချက်ပေါက်ကနေလာပြောပေးလို့ရတယ်။အဲ့ဒါဆိုလို့ရှိရင်ကျွန်မဒီ personal year နှစ်လေးတွေရဲ့အဓိပ္ပာယ်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲဤရဲ့ sharing တွေနဲ့အောင်မြင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်တကယ်လည်းအောင်မြင်အဆင်ပြေပါစေရှင်ကျမရဲ့ energy တွေနဲ့အားလုံးပဲအဆင်ပြေကြပါစေနောက် audio လေးမှာလည်းထပ်ပြီးတော့ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာတွေနဲ့ကျမထပ်ပြီးတော့ sharing လုပ်ပေးပါဦးမှာเนาะနောက်တစ်ခုကကြတော့ကျမဒီလာမဲ့ဒီ audio တစ်ခုမှာကျမစဉ်းစားထားတာလေးတစ်ခုอ่ะပေါ့เนาะဒီကျမရဲ့111 energy ကို live လုပ်ထားတဲ့ကျမရဲ့သူဒီ follower လေးတွေအတွက်ကကြတော့လေကျမလေး manifestation ဒီနေ့မှာစပြီးရည်ရွယ်ချက်ကောင်းတွေထားရှိပြီးတော့ကျမ
တို့ကမနေ့ကစပြီးတော့ပေါ့နော်ရွေချက်ကောင်းတွေထားရှိပြီးတော့စူးစမ်းနေတဲ့သူလေးတွေဖြစ်တဲ့အတွက်ကျမကသူတို့အတွက်ဒီ manifestation တွေအောင်မြင်တဲ့နီလန်းလေးကိုလည်းကျမထပ်ပြီးတော့ sharing လုပ်ပေးကြမှာသေးတယ်အဲ့ဒီအတွက်လည်းကျမထပ်ပြီးတော့ audio တွေထပ်လာတင်ပေးပါအောင်မယ်နော်အဲ့ဒါကြောင့်မို့လို့ကျမရဲ့ app လေးကိုလည်း follow လုပ်ပေးထားပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမထပ်ပြီးတော့ဒီ manifestation နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျမအပိုင်းလိုက်လေးတွေထပ်တင်ပေးမှာဖြစ်ပါတယ်ဒါမှလာမယ့်2026ကတေချာပေါက်ကျမတို့တွေရဲ့နှစ်ဖြစ်အောင်လို့ပေါ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် see you ပါနော်